အမျိုးသမီးတယောက်ဟာခရီးထွက်လာရင်းနဲ့တက်ခိုကန်တစ်ခုမှာဝင်ထဲပါတယ်။သူမအခန်းယူပြီးတဲ့အခါတက်ခိုကန်မန်နေဂျာကသူမနေရမယ့်အခန်းကိုလိုက်ပြပေးပြီးတော့ပြန်လာခဲ့ပါတယ်။မန်နေဂျာပြန်လာပြီးမကြာခင်မှာပဲဧည့်သည်မျိုးသမီးစီကအချိုကောင်တာစီကိုဖုန်းခေါ်လာခဲ့ပါတယ်။ဒီခါမန်နေဂျာကဖုန်းကင်လိုက်ပြီးဟုတ်ကဲ့အမေရှိပါခင်ဗျာ။ဘာများအလိုရှိလို့ပါလဲလို့မေးပါတယ်။ဒီမှာကျမပြဿနာတက်နေတယ်အခုမြင်လာခဲ့ပေးပါတဲ့ဟုတ်ကဲ့ကျွန်တော်အခုလာခဲ့ပါမယ်ဆိုပြီးအမျိုးသမီးရှိရာအခန်းကိုမန်နေဂျာကအမြန်ဆုံးသွားခဲ့ပါတယ်ပြီးတော့အခန်းထဲရောက်တဲ့အခါဘာများဖြစ်လို့ပါလဲခင်ဗျာလို့မေးတယ်ရှင်ဒီခါမှာမျိုးသမီးကကျမအခန်းနဲ့မျက်နှာချင်းဆိုင်အခန်းမှာမျိုးသားတယောက်ကိုတုံးလုံးချွတ်ပြီးလမ်းလျှောက်နေပါတယ်အဲ့ဒါကျမကိုတိတ်ကိုစိတ်အနှောက်အယှက်ဖြစ်စေပါတယ်တဲ့အဲ့ဒါကိုအဆင်ပြေအောင်လုပ်ပေးပါလို့ပြောတယ်ရှင်ဒါနဲ့မန်နေဂျာကလည်းမာကြီးပြောတဲ့အမျိုးသားကဘယ်မှာပါလဲခင်ဗျာလို့မေးပါတယ်ဒီခါမျိုးသမီးကဟိုမာကြီးလိုက်လေလို့နဲ့မျက်နှာချင်းဆိုင်အခန်းဘက်ကိုလှမ်းပြီးတော့ပြလိုက်ပါတယ်ပြတဲ့အခါမှာမန်နေဂျာကတေချာကြည့်လိုက်ပါတယ်ကြည့်ပြီးတော့ဩအမကြီးရဲ့ကိုတုံးလုံးတကူလုံးချွတ်ထားတာမဟုတ်ပါဘူးအပေါ်ပိုင်းအင်ကြီးပဲမပါတာပါသူလဲအဲ့လိုဖြစ်ပါလိမ့်မယ်ဗျာအဲ့ဒါကိုတော့ကျွန်တော်တို့ကလည်းပြောပိုင်ခွင့်မရှိဘူးပြလို့ပြောတယ်ရှင်ဒီခါမှာအမျိုးသမီးကအရန်ကိုဒေါသထွက်သွားပါတယ်ဘာရှင်အပေါ်ပိုင်းနေဟုတ်လားရှင်တို့ကပြဿနာကိုအပေါ်ယံလောက်ပဲကြည့်ပြီးဆုံးဖြတ်ကြတာပဲမယုံရင်ဒီစပွဲပေါ်ကတက်ကြည့်ပါဒါဆိုရင်ရှင်တို့ရှင်းရှင်းလင်းလင်းမြင်ရပါလိမ့်မယ်တဲ့ဒီခါမှာမန်နေဂျာကလည်းစပွဲကုံပေါ်ကိုတက်ကြည့်ရတာပေါ့ရှင်အဲ့ဒီအခါမှာဟုတ်ပါတယ်အမျိုးသမီးပြောတဲ့အတိုင်းပဲဖြစ်နေတာကိုမြင်ရပါတယ်တဲ့ဒီခါမှာမန်နေဂျာကတော်တော်လေးစဉ်းစားရခက်သွားပါတယ်တစ်ဖက်ခန်းကအမျိုးသားကပဲမှားနေတာလားဒါမှမဟုတ်စပွဲကုံပေါ်တက်ပြီးကြည့်နေတဲ့ကြည့်ခဲ့မိတဲ့အမျိုးသမီးကပဲမှားတာလားဒါမှမဟုတ်ဒီနေရာမှာစပွဲကုံကိုထားခဲ့ပေးခဲ့မိတဲ့သူကိုယ်တိုင်ပဲမှားနေတာလားပေါ့အဲ့လိုစဉ်းစားရင်းနဲ့သူဟာဖြတ်ခနဲအကြံတကူရသွားပါတယ်တဲ့ဟုတ်ပါပြီဒါဆိုရင်ကျွန်တော်ဒီစပွဲကုံကိုသိမ်းယူသွားပါမယ်လို့ပြောပြီးမန်နေဂျာဟာစပွဲကုံကိုယူပြီးတော့အောက်ကိုဆင်းသွားခဲ့ပါတယ်ဆိုတော့ဒီအဖြစ်အပျက်မှာဘယ်သူမှားတယ်ဘယ်သူမှန်တယ်ဆိုတာကိုကျွန်မကသုံးသပ်ချက်လဲမပေးတတ်သလိုစဉ်းစားလို့လဲမရဘူးရှင်ဒါပေမဲ့ကျွန်မတခုစဉ်းစားမိတာတော့ရှိတယ်အကယ်၍တစ်ဖက်ခန်းမှာလမ်းလျှောက်နေသူဟာချောမောလှပသောမျိုးသမီးတယောက်ဖြစ်နေမယ်ဒီဘက်မှာရောက်လာတဲ့ဧည့်သည်အသစ်ကလည်းအမျိုးသမီးမဟုတ်ဘဲနဲ့အမျိုးသားဖြစ်နေခဲ့မယ်ဆိုရင်တော့ဒီပြဿနာမတက်လောက်ဘူးလို့ကျွန်မထင်နေရှင်